ဒီဇင်ဘာလ22ရက်နေ့အစင်မပြတ်ကြောက်ရွံ့သောသူသည်မင်္ဂလာရှိမိမိစိတ်နှလုံးကိုခိုင်မာစေသောသူမူကားဘေးဥပဒ်နှင့်တွေ့လိမ့်မည်။သုံးတန်ကျမ်းခန်းကြီး28ခန်းငယ်14ခရစ်ယာန်တိုင်းဘုရားသခင်ကိုယုံကြည်ကြတော်လဲခရစ်ယာန်အများစုမှာဘုရားသခင်အတွက်အချိန်မရှိပြီ။နေစတူဝါလုပ်ငန်းများနဲ့အလုပ်ရှုပ်နေပြီးတော့တမန်ကျမ်းစာဖတ်ရှုခြင်းဆုတောင်းခြင်းနဲ့အခြားသူများအတွက်အချိန်ပေးနိုင်ခြင်းလို့မလုပ်ဆောင်နိုင်ဘူး။ထိုသူတို့ဟာခရစ်ယာန်လားကိုမေးလေသူတို့ကထင်ရတာပဲဟုတ်တာပေါ့ဟုဖြေကြပါလိမ့်မယ်။ထိုသူတို့အနေဖြင့်ခရစ်စမတ်အီစတာပွဲတော်နဲ့အခြားထူးခြားသည့်အခမ်းအနားမျိုးတွေဖျားကြောင်းတက်ပြီးတော့ဖျားသခင်အတွက်အချိန်မရှိသလောက်ဖြစ်နေတတ်ပါတယ်။မတိပတာဖြင့်ထိုသူတို့ကဘဝတွင်ဖျားသခင်ကိုဖယ်ထုတ်တယ်လို့ဖြစ်နေကြပါတယ်။ထို့ကြောင့်တေနေပြဖျားသခင်နဲ့အမြဲမှန်ကန်နေရန်အတွက်ပြင်းပြသောဆန္ဒရှိရန်လိုအပ်ပြီးတော့ဖျားသခင်ထံမှသာငြိမ်သက်ခြင်းရနိုင်သည်ကိုအသိရှိရန်လိုအပ်ပါတယ်။ဒီနေ့အတွက်ဆုတောင်းကြ။ဖျားသခင်ကိုဒီနေ့မှာပို့သိခြင်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရပ်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါဦးမယ်ခင်ဗျာ။